တနေ့မှာတော့ဒီလူဟာမထင်မှတ်ပဲထူးဆန်းတဲ့ဂီတတစ်တာလေးတစ်လုံးကိုရှာတွေ့သွားပါတယ်။သူကတီးချင်စိမ့်နဲ့ဂီတတစ်တာကိုဖွင့်လိုက်တဲ့အချိန်မှာတော့အံ့အားသင့်စရာကောင်းတဲ့အရာတစ်ခုကိုတွေ့လိုက်ရပါတယ်။ဂီတတစ်တာအတွင်းမှာကဘာတစ်ခုလုံးရှိနေခဲ့တာပါ။အဲ့ဒီကဘာထဲမှာလူတွေဟာစစ်ပွဲတွေဆင်နွှဲနေကြပြီးအခြေအနေတွေကအလွန်ရှုပ်ထွေးနေပါတယ်။အဲ့ဒီအချိန်မှာပဲလူဆိုးကြီးကတိုက်ပွဲမှာအသာစီးရလူနီးပါဖြစ်နေတော့ရုတ်တရက်ဒီလူရဲ့အတန်ကိုကြားလိုက်ရပါတယ်။ဒါပေမဲ့ဘယ်နေရာကနေပြောနေလဲဆိုတာတော့မမြင်နိုင်ခဲ့ပါဘူး။ဒါကြောင့်လူဆိုးကသူ့ရဲ့မောင်မျက်လုံးကိုအသုံးပြုပြီးရှာကြည့်လိုက်ပါတယ်။အဲ့ဒီအခါမှာတော့သူ့ရှေ့မှာပေါ်လာတဲ့အရာကြောင့်လူဆိုးတော်ထိတ်လန့်သွားပါတယ်။သူမြင်လိုက်ရတာကမယုံနိုင်လောက်အောင်ကြီးမားတဲ့လူတစ်ယောက်ရဲ့ပုံရိပ်ကြီးပါ။တကယ်တော့အဲ့ဒီလူကအပြင်ကနေကြည့်ရင်တာမန်လူတစ်ယောက်ပဲဖြစ်ပေမဲ့ဒီကဘာထဲကလူတွေအတွက်တော့သူဟာဖျားတစ်ပါးလိုကြီးမားနေတာပါ။လူဆိုးကအဲ့ဒီလူကိုအပြစ်တင်ရင်တိုက်ခိုက်ဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလူကတော့အေးအေးဆေးဆေးပဲလက်ချောင်းတစ်ချက်လှုပ်လိုက်ပါတယ်။ဝုန်းလူဆိုးဟာမီတာရာနဲ့ချီပြီးအဝေးကိုလွင့်စင်သွားပါတော့တယ်။ဒီလူကတော့ဖြစ်ပျက်နေတာတွေကိုဂိမ်းတစ်ခုလိုပဲထင်နေပြီးဒီကဘာကြီးကအရန်ကိုလက်တွေ့ဆန်တာကိုအံ့ဩနေခဲ့ပါတယ်။အဲ့ဒီနောက်အေကရီမီဖျားကိုယ်တိုင်သူ့ရှေ့မှာဒူးထောက်လာပါတယ်။သူမကဒီလူကိုတာမန်လူတစ်ယောက်လိုမမြင်တော့ပဲဖျားသခင်တစ်ပါးဖြစ်သတ်မှတ်လိုက်ပါတယ်။ပြီးတော့ကျေးဇူးတင်တဲ့အနေနဲ့အဖိုးတန်လက်ဆောင်တွေကိုဆက်တက်လိုက်ပါတယ်။အဲ့ဒီလက်ဆောင်တွေကကျင်းစင်းမြစ်တစ်ခုကိုဒီလူကစားလိုက်တဲ့အချိန်မှာတော့သူ့ခန္ဓာကိုယ်အတွင်းကိုအာရင်ကြီးမားတဲ့စွမ်းရည်တစ်ခုရုတ်တရက်ဝင်ရောက်လာပါတယ်။သူကအံ့အားသင့်နေတော့လက်စွပ်တကွင်းကိုလည်းဝှက်လိုက်ပါတယ်။ပြီးတော့စမ်းကြည့်တဲ့အနေနဲ့နံရံကိုလက်ပြီးတစ်ချက်သာထိုးလိုက်ပါတယ်။ဖုံးနံရံကြီးတစ်ခုတောင်ချက်ချင်းပေါက်ထွက်သွားပါတယ်။ဒီအချိန်မှာမှသူဟာကိုယ့်ရဲ့ခွန်အားကအရင်ကထက်အဆမတန်ပိုမိုအားကောင်းလာပြီဆိုတာသိလိုက်ရပါတယ်။ဒါပေမဲ့သူ့ရဲ့အစွမ်းကိုစမ်းသပ်ဖို့အချိန်မရသေးပါဘူး။မကြခင်မှာပဲလူမိုက်တစုကသူ့စီကိုရောက်လာကြပါတယ်။သူတို့ကဒီလူကိုတတိပေးပါတယ်။ငါတို့တထေးရဲ့မိမကိုမင်းနဲ့ပြန်ပြီးမယူနဲ့ဒီမျိုးကနေထွက်သွား။ပြီးတော့တန်ကြိုးတစ်ချောင်းကိုထုတ်ပြပြီးသူ့ကိုအဲ့ဒါဝကမျိုးကနေထွက်သွားဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့ဒီလူကတော့လုံးဝမကြောက်ပါဘူး။သူကဒေါသထွက်ပြီးတိတ်တိတ်နေကြဆန်းလို့ပြန်អော်လိုက်ပါတယ်။ဒီအခါလူမိုက်တွေကဒေါသထွက်ပြီးသူ့ကိုတင်ငန်းစာပေးဖို့ဝိုင်းတိုက်ခိုက်လိုက်ကြပါတယ်။ဒါပေမဲ့သူတို့မသိသေးတာကတော့သူတို့ရှိကလူဟာအရင်ကလူတာမန်လူတယောက်မဟုတ်တော့တာပါ။သူကခန္ဓာကိုယ်ထဲကစွမ်းရည်တွေကိုစူးစီးလိုက်ပြီးရုတ်တရက်ငကားတစ်ကောင်လိုအင်အားကြီးမားတဲ့စွမ်းရည်ကိုထုတ်လွှတ်လိုက်ပါတယ်။ဝုန်းလူမိုက်အားလုံးဟာတခါတည်းမြေပြင်ပေါ်လွင့်စင်ကျသွားကြပါတော့တယ်။ဒီအချိန်မှာတော့သူ